ယာနာပရိသတ်သူတော်စင်ကောင်းကြီးပူဇာဘုရားတကယ်တော်ဆန္ဒတော်အားတရားတောင်းလျှောက်ထားခဲ့ဘုရားဘဂဝါစီနာဝါဂီနာပါဝ
ဆုံးမြမလို့ရအောင်သောတမြလကားတရားဖြစ်စေလက်ရွှေမြတ်သောဟောကြားတော်မူပါကျေးဇူးတော်ရှင်ဆရာတော်သခင်အရှင်